အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဗီဒီယိုတကယ်လို့ညီကိုမောင်နှမတွေပေါ့ဦးလေးတော်တော်တွေဗုဒ္ဓဘာသာမှန်တယ်ဆိုလို့ရှိရင်တော့ဆုံးအောင်ကြည့်ပါပေးပါခင်ဗျာတကယ်လို့ဘာသာကြားတယ်ဆိုရင်တော့မကြည့်လိုက်ရပါတယ်ကြော်သွားလိုက်ပါတကယ်လို့မိတ်ဆွေတို့တငယ်ချင်းတို့ညီကိုမောင်နှမဦးတော်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ဆိုလို့ရှိရင်တော့ဆုံးအောင်ကြည့်ပေးပါဗျာကျွန်တော်ဗုဒ္ဓဘာသာကိုချစ်မြတ်လို့တဲ့လူငယ်တယောက်ပါခင်ဗျာဗုဒ္ဓသာသနာတော်အနှစ်9000ရှိဆိုဟုတ်လားဟုတ်တယ်ဗုဒ္ဓသာသနာတော်အနှစ်9000ဟုတ်တယ်ငါတို့ဂေါတမမြတ်စွာဘုရားပေါ့ဂေါတမမြတ်စွာဘုရားကဒီသာသနာတော်အနှစ်9000ခြံခဲ့တယ်အနှစ်9000ခြံခဲ့တယ်တနေ့တော့ခါမှာအရှင်အနန္ဒာမြတ်စွာဘုရားကိုမေးတယ်ဒီသာသနာတော်အနှစ်9000ပြည့်ပေါ်လို့ရှိရင်သာသနာတော်ဟာဘယ်လိုမှဟုတ်ကုံဆုံးပျောက်ကွယ်သွားမလားပေါ့အဲ့ဒါမြတ်စွာဘုရားဘယ်လိုမိတ်လဲဆိုတော့မကုံပါဘူးတဲ့ဒီလူတွေရဲ့အပေါ်မှာပဲမူတည်တယ်ပေါ့ဒီတတဘာတွေရဲ့အပေါ်မှာပဲမူတည်တယ်ဒီဗုဒ္ဓသာသနာတော်ဟာဘယ်လိုမှဆွဲဆန့်လို့ရတယ်လိုတော့ဆွဲဆန့်လို့ရတယ်လိုတော့ဆွဲဆန့်လို့ရတယ်အနှစ်9000မကဘူးအနှစ်9000အနှစ်1000 5000အဲ့ပုံစံဒီအများကြီးဆွဲဆန့်လို့ရတယ်အဲ့ပုံစံမျိုးအခုဆိုငါတို့ရဲ့ဗုဒ္ဓသာသနာတော်ဟာအနှစ်2500ကျော်လာပြီနော်အခုဆို2569ရှိရပြီငါကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့တိတ်မဟောတာတော့ဘူးကွာအနှစ်9000မပြည့်လောက်တော့ဘူးရင်လေးတယ်ကွာအခုပဲကြည့်လိုက်လေအမျိုးစုံတော့ပုံစံမျိုးမျိုးတွေဖြစ်နေတာဖျားပေါ်မှာတက်မယ်မိန်းကလေးတွေတက်သွားပြီးတော့ဓာတ်ပုံရိုက်မယ်ဘောင်းပြီးအတူအပြတ်တယ်နဲ့ဟုတ်နော်အဆုံးမတွေ့နေရတယ်ဟိုတနေ့မနေ့တော့ငါတို့ဖျားသွားတယ်အမှန်မှဆိုအေးခေါမိုးထပ်ပေါ်မှာမိန်းကလေးတက်ခွင့်မရှိဘူးဟုတ်တယ်လေမိန်းကလေးတွေတက်နေတယ်ဟုတ်နော်ဗုဒ္ဓဘာသာငါရင်လေးတယ်ကွာအနှစ်9000မပြည့်တော့ဘူးလို့ငါခံစားနေရတယ်ပျောက်ွယ်ပြတ်သွားတော့မှာကဲမလွန်ခဲ့တဲ့2ရက်3ရက်လောက်လားမသိဘူးဟိုမန္တလေးတိုင်းဘက်ချမ်းမှာနော်တိန်ပေါ်မှာပုံနေအောင်လားမိန်းကလေးနဲ့ယောက်ျားနဲ့တိန်ဆိုတာဒီဘယ်လိုမှတန်ဃာတွေဆိုတာဘယ်လိုမှကင်ဆောင်နေပစ္စည်းအတုံးဆောင်ပစ္စည်းတွေပေါ့ဒီပဇင်းရဲ့တိတ်ခါကိုတင်တယ်ပဇင်းဖြစ်ဖို့ဒီအဖြစ်ပြောမှဆိုရင်ဖုံးကြီးဖြစ်ဖို့ကအဲ့တိုင်ရမရှိမဖြစ်မိန်းကလေးတော့ဝင်လို့မရဘူးတိုင်တဲ့ဟိုမဟုတ်ဘူးနော်ဒီတိုင်ရဲ့ပတ်လဲမှာဟိုတိုင်နေရှိတာဟလားတိုင်တိုင်းအဲ့တိုင်ရဲ့အထဲကိုကျွံလာလို့မရဘူးမိန်းကလေးရဒီကိုရင်တော့ဟိုတော့ဝင်ခွင့်ပြုတိုင်ဆိုတာတော့ထိတယ်မအခုဟာဖြစ်ပြနေကြတာအစုံမေးလေငါတို့ဘာသာကိုဖြတ်နေကြတာငါတို့ဒီဗုဒ္ဓဘာသာကိုဖြတ်နေကြတာငါတို့ဘာသာတွေပဲဟုတ်တယ်ဘာလို့လဲဆိုတော့ကိုယ်အိမ်မှာပစ္စည်းတစ်ခုကကိုယ်အိမ်ကပစ္စည်းတစ်ခုပျောက်ဖို့ဆိုတော့နဲ့အပြင်ကလူလာခိုးဖို့ကခဲရင်းတယ်နော်ဘာဖြစ်လို့ဒီအိမ်ရဲ့အကြောင်းသူမသိဘူးလေဒီအိမ်မှာဘယ်နေရာမှာဘာရှိလဲဘလို့တွေတော့ခတ်တာတယ်ဘယ်ချိန်မှာလူရှိမရှိသူမသိဘူးလေတခြားလူကလာခိုးနိုင်ကြတယ်အလုံးမနဲတယ်တရားမဆိုလို့ရှိရင်20ရာခိုင်နှုန်းလောက်ပဲရှိတယ်ကျန်တဲ့80ရာခိုင်နှုန်းလောက်ကအိမ်တွင်းတခိုးတွေဒီအိမ်ကလူတွေပဲသူခိုးလို့ထိတ်မလဲဒီပစ္စည်းကဘယ်နေရာမှာထားရတယ်လဲဘယ်ချိန်လူရှိမရှိအခုလေငါတို့ဗုဒ္ဓဘာသာထိုနည်းတူပဲငါတို့ရဲ့ဗုဒ္ဓဘာသာလူမျိုးတွေပဲဖြက်စီးနေတာဘာဖြစ်လို့တခြားဘာသာကြားတွေလာမဖြတ်ဘူးလေသူလည်းမသိဘူးလေဟုတ်တယ်ဒါမှန်တယ်မဖြတ်ဘူးတခြားဘာသာကြားတွေကသူ့ဘာသာနဲ့သူနေနေငါတို့ဗုဒ္ဓဘာသာကိုငါတို့လူမျိုးချင်းဖြတ်နေကြတာဖြက်စီးနေကြတာဟိုတနေ့တော့ငါတွေ့တဲ့အပြည့်ဖြတ်မှာဆိုရှင်ငါတော်လေးစိတ်မကောင်းဖြစ်တယ်ဟိုဖြစ်နိုင်မှာဆိုလို့ရှိရင်တော့ဒီနှစ်ယောက်ဘယ်လိုပြောမလဲထိုက်တင်လျောက်အရေးယူစေခြင်းတယ်ဟုတ်တယ်လေအာနာပိုင်တွေကိုသူဘယ်လိုပြောမလဲဆံပြအနေနဲ့ပေါ့ပြင်းထန်ထန်ကိုအရေးယူစေခြင်းတယ်အဲ့ဒါမှဆံပြအနေနဲ့ဖြစ်အောင်နောင်လာနောင်သားတွေမျိုးဆက်သစ်လူငယ်တွေအမှန်မှားရအောင်အမှန်မမှားရအောင်ဟိုဘယ်လိုပြောမလဲဟိုလိုက်မလောက်ရအောင်
ပြင်းပြင်းထန်ထန်ကိုအပြစ်ပေးတဲ့နာမမှာဆိုလို့ရှိရင်တော့သေရန်တို့ဘာတို့ပေါ့ဗျာအဲ့လောက်ထိပေးတဲ့နာမမှာဆိုလို့ရှိရင်တော့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ